ကြီးဆုံးကတရွာလုံးမှာခွာအကြီးဆုံးပဲတရားတစ်ပြင်းလုံးကိုလက်တစ်ဖက်ထဲနဲ့မနိုင်မချင်းမတင်နိုင်နဲ့အိမ်ကြောင်းချင်လို့သာပြောလိုက်ကိုယ့်အိမ်ကိုအကြိုက်ဆုံးနေရအရောက်မပြီးရွှေ့ပေးလိုက်မယ်အလက်မကြတော့လဲမင်းသမီးလေးတိုင်းပဲတနေ့ကုန်ပါဇက်ကနေလက်ဆက်တဲ့ပန်းပွင့်လေးတွေတစ်ဖွားဖွားထွေးထုတ်နေတတ်ပြီးလက်ကလေးတစ်ချက်ဝေးရလိုက်ရုံနဲ့တင်ပန်းပွင့်ဖက်လေးတွေမူးရွာတယ်လို့ကြာလာတတ်တာသူတို့ရဲ့ဒေါ်လေးကြတော့လဲရာတီဥတုကိုစိတ်ကြိုက်ချုပ်ခိုင်းနိုင်တယ်စိတ်ကြည်ရင်နေတာပြီးစိတ်တိုးရင်တော့မူးမောင်ကြလာရောတရွာလုံးရဲ့ရာတီဥတုကသူ့လိုကြပဲပေါ့ဝမ်းခွဲမောင်လေးကရုပ်ပြောင်းရုပ်လဲလုံနိုင်ပြီးနောက်ထပ်ဝမ်းခွဲတစ်ယောက်ကတော့ဘဝေးကြီးကအတန်းတွေကိုတောင်ကြားနိုင်တဲ့နားကြားအာယုံအလုံကောင်းသူပေါ့ပြောရရင်သူတို့ကစွာရှင်မျိုးကြီးပေါ့ဒါတွေအားလုံးကအဖွားဖြစ်သူငငယ်တုန်းကရခဲ့တဲ့မော်ဖျောင်းနိုင်ကြောင်ပဲအဲ့ဒီဖျောင်းနိုင်ကဆယ်စုနှစ်ချီအောင်မငင်းခဲ့ပဲသူတို့နေဖို့မော်အင်ကြီးကိုပါဖန်တီးပေးခဲ့တာအိမ်မရှိတဲ့ကလေးတွေအသက်9နှစ်ပြည့်တိုင်းအင်ကြီးကတကားတစ်ချက်ဖန်တီးပေးပြီးအဲ့ဒီကလေးတွေတီးတက်မော်ဆွမ်းအားကိုပေးအပ်လေးရှိတယ်မာယာမရာရဲ့9နှစ်ပြည့်မွေးနေ့တုန်းကတော့တရွာလုံးကဒီပွဲကြီးကိုရင်ခုန်တရားနဲ့လာကြည့်ကြတာပေါ့ဒါပေမဲ့မာယာကတကားလက်ကင်ဖူကိုကိုင်လိုက်တဲ့စက္ကန့်ပိုင်းမှာတင်တကားကြီးကလေထဲမှာတင်ပြက်ကွယ်သွားတော့တယ်ဆူလူလာကတော့သူကဘာမော်ဆွမ်းအားမှပါမလာခဲ့ဘူးပေါ့မိသားစုထဲမှာသူတယောက်တည်းပဲတာမန်လူဖြစ်သွားခဲ့ရတယ်အမတွေကသူ့ကိုအထင်သေးကြပြီးအထူးသဖြင့်အဖွားကတော့သူ့ပေါ်အမြဲတမ်းစိတ်ကြက်နေခဲ့တာပေါ့ဒီနေ့ကတော့သူ့ရဲ့ဝမ်းကွဲညီလေးနှစ်ပြည့်မွေးနေ့မှုတရွာလုံးကရင်တစ်ထိတ်ထိတ်ဖြစ်နေကြတယ်မာယာလိုပဲအဆက်ကွဲမလားဆိုပြီးစိုးရိမ်နေကြတာဒါပေမဲ့မဟုတ်ပါဘူးမောင်လေးရဲ့တကားကတောက်ပစွာလင်းလက်လာပြီးငှက်ကလေးတစ်ကောင်ကပြန်လာပြီးသူ့ရှိမှတချီချီနဲ့စကားပြောတော့တာပဲမကြခင်မှာပဲအင်ကြီးထဲမှာတိရစ္ဆာန်မျိုးစုံကင်းနေသွားတော့တယ်သူ့ရဲ့စွမ်းအားကတိရစ္ဆာန်တွေနဲ့စကားပြောနိုင်တာကိုမိသားစုတစ်ခုလုံးဝမ်းသာအားရဖြစ်သွားကြပြီးမောင်လေးကတကားကိုဖွင့်လိုက်တဲ့အခါအထဲမှာမော်တော်အုပ်ကြီးတစ်ခုလုံးရှိနေတာကိုတွေ့လိုက်ရတယ်အဖွားကဒီထိမ့်မှတ်အနေနဲ့မိသားစုတပ်ပုံရိုက်ကြဖို့ပြောပေမဲ့မာယာကိုခေါ်ဖို့ဘယ်သူမှတတိမရကြဘူးမာယာခန့်များစိတ်မကောင်းဖြစ်ပြီးရင်ခွဲမတက်ခံစားရတာအိမ်နောက်ဖေးမှာတယောက်တည်းဝမ်းနေပတ်လက်ရှိနေခဲ့တယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်အမိုးအုပ်ကျပြတစ်ချက်ပြုတ်ကျလာပြီးနေပြင်ပေါ်မှာအကြောင်းတွေအလင်းမြန်ထထွက်သွားတော့တယ်အဲ့ဒီအကြောင်းတွေကတကားတိုင်းစီကိုပြန့်နှံ့သွားပြီးနောက်ဆုံးမဖျောင်းတိုင်ရှိတဲ့နေရာမှာသွားဆောင်ကြတယ်ဖျောင်းတိုင်မိတော့ကလည်းတမိုင်းတစ်လျှောက်ပထမဆုံးအချိန်ဖြစ်တုံးခါသွားခဲ့တယ်သွားပြီးတခုခုတော့အကြီးကျယ်လွဲချုံနေပြီးမာယာကအဖွားကိုတတိပေးဖို့အပြေးလွှာသွားပြောပေမဲ့လူတိုင်းထွက်လာကြည့်တဲ့အခါအင်ကြီးကဘာအကြောင်းမှမရှိပဲပုံမှန်တိုင်းအကောင်းပကတိဖြစ်နေပြန်ရောမိသားစုဝင်တွေကမာယာကိုတမင်တက်တက်တနာရှာရဲဆိုပြီးမျက်စောင်းထိုးကြတာပေါ့ဒါပေမဲ့မာယာကတော့ဒါတကယ်ဖြစ်ပျက်ခဲ့တာကိုသိနေတယ်ဘာလို့လဲဆိုတော့ပြုတ်ကျလာတဲ့အုတ်ကျပြကြောင့်သူ့လက်မှာတွေးရထွက်နေတော့မယ်လေသူကဖျောင်းနိုင်ကိုတွားစစ်ဆေးဖို့တိတ်တဆိတ်ချင်းကပ်သွားတဲ့အခါအဲ့ဒီနေရာမှာဘသူ့ကိုတွေးလိုက်ရလဲဆိုတော့အဖွားကိုယ်တိုင်ရောက်နေတာပါအဖွားလည်းဖျောင်းတိုင်ရဲ့မော့စောအားတွေအားနေလာတာကိုခံစားမိလို့ပေါ့ဟိုးလုံးကအဖိုးဖြစ်သူကဓာပြတွေကိုခုခံတိုက်ခိုက်ရင်းတိတ်ဆုံးသွားခဲ့ရချိန်မှာဒီမော်ဖျောင်းနိုင်ပေါ်လာခဲ့တာဖြစ်ပြီးအဖွားကိုတရွာလုံးကိုကာကွယ်နိုင်မဲ့စွမ်းအားတွေပေးခဲ့တာဒီမော်စွမ်းအားတွေကပြက်ကွယ်သွားရင်တရွာလုံးကိုကာကွယ်ပေးမဲ့သူရှိတော့မှမဟုတ်ဘူးမာယာရင်ထဲမှာမိသားစုကိုဒီဘေးအနေရကနေကယ်တင်ရမယ်ဆိုတဲ့စိတ်ဓာတ်တွေရုတ်တရက်ပြင်းထန်စွာယုံကြော်လာခဲ့တယ်ဒါပေမဲ့စွမ်းအားမရှိတဲ့သူကဘဲကနေစတင်ပြီးဘလူးကယ်တင်ရမလဲဆိုတာဝေခွဲမရဖြစ်နေတော့တာပေါ့